ဒီတခါနောက်ထပ်အချစ်တချင်းတစ်ပုဒ်ဆိုပြချင်ပါတယ်အဲ့ဒီတချင်းကကျွန်တော်တယောက်တည်းဆိုလို့မဖြစ်ဘူးကောင်းမြတ်နဲ့ကျွန်တော်လည်းအတူတူဆိုမယ်မိန်းကလေးတယောက်ကိုချစ်မိရင်လို့နာမည်ခေါ်ပါတယ်ဒီတချင်းလေးကိုကိုမျိုးကြောင့်မြန်ရေးထားပေးတာပါဘလောက်ကောင်းလိုက်မလဲဟေးပြန်ချိန်လေးအတူရှောင်းလေနေဝင်ချိန်ဆုံးအတူရှိနေကိုဒီကချစ်တော့လိမ့်ကလေးနဲ့အတူရှိတဲ့ဘဝဘလောက်ကောင်းလိုက်မလဲအချိန်ကြီးကတွေးခြင်းနဲ့အချိန်မျိုးကပြောင်းသွားဝေဒနာမှာငေးခြင်းနဲ့ပြန်မြင်ရောက်နေစောင်းတညာအကြောင်းကရှင်းခုန်တဲ့ဒိတ်ထိန်နဲ့ခေါင်းစာဘယ်လိုပုံစံမိန်းကလေးလဲထိမိရတဲ့အာယုန်တွေကလွတ်နေပြီးစွဲလန်းတဲ့တရနဒီချစ်တွေသည်ငါဘဝတစ်လျှောက်ခံစားချက်တွေဖြစ်တည်ခဲ့လူတွေပြောမကောင်းဘူးလေချစ်တည်ပဲတွေ့ဝေတော့ပါဘူးမိန်းကလေးတယောက်ကိုတွေ့ရှိပြီးရနောက်ငါဟာပင်လည်းပြတော့လက်ပြကူဘယ်အခါမှမသိချင်တော့ပါဘူးသူတယောက်ကိုတွေ့ရှိပြီးရနောက်နဲ့သမီးတယောက်လိုပြီးမြောက်တလားပေါက်ရမိထားတော့ရင်နဲ့အထီးရောက်ခဲ့တနေ့နေ့တော့နီးလောက်ရဲ့ညှော်လင်းချင်းတွေဘယ်အခါခီးရောက်မလဲချင်းတွေအတူရှောင်းလေဘလောက်ကောင်းလိုက်မလဲမင်းကြောင့်ကိုတွေ့မိတော့စာအုပ်ပေါ်မှာရေးတဲ့ရှင်းတဲ့ပုတ်ကတော့ဝင်နေပြီခုကပြေးငါကိုစားပေါခဏဆိုပြမယ်ခုဒီချင်းကို hey နှစ်တကူရဲ့လက်ဆောင်ပေါ်မင်းတို့ baby လွမ်းလို့လမ်းတွေကလည်းလှမ်းလို့အရန်ကိုအချိန်တန်ပြီဆိုအလွမ်းပို့ဒီတချင်းရေးတော့မင်းကိုချစ်လို့ဒီစကားပြောတော့မင်းကိုချစ်လို့ဒီတချင်းရေးတော့မင်းအတွက်ပေါ်ဒီစကားပြောတော့မင်းအတွက်ပေါ်ဟိုရင်ကဆိုပေတေးလေးလွင်ရှုပ်ရှက်ခတ်တဲ့ငါရဲ့အချင်းဒါရီအကုန်အခုပြောင်းလဲမင်းစဉ်းစားနေတာဘယ်သူအကြောင်းလဲဘလောက်ကောင်းလိုက်မလဲတိတိကျကျမိမိတက်ကိုချစ်မိသွားတဲ့အခါရှင်းဆိုင်နိုင်တဲ့ဘာမှအမငယ်ပါနားငယ်ပါအမြန်နီးစပ်ချင်လို့ရောင်ချချဘဝကငါအပီးသက်ချင်လို့ဖြစ်နိုင်ရင်အနာနာကိုမင်းလာပါဘယ်ဘဝရောက်ရောက်မင်းကိုချစ်မှာပါပြန်ချိန်နဲ့အတူရှောင်းလေနေဝင်ချိန်ဆိုအတူရှိနေဘလောက်ကောင်းလိုက်မလဲဟေးပြန်ချိန်နဲ့အတူရှောင်းလေဒီဝင်ချိန်ဆိုအတူရှိနေကိုဒီကိစ္စတော့မိတ်ကလေးနဲ့အတူရှိတဲ့ဘဝဘလောက်ကောင်းလိုက်မလဲဟေးပြန်ချိန်နဲ့အတူရှောင်းလေအတူတူရှောင်းလေတဲ့ဘဝဘလောက်ကောင်းလိုက်မလဲကျေးဇူးတင်ပါတယ်